ဘရိုနီကာအတွက်အကြီးမားဆုံးစိန်ခေါ်မှုရှားကိုဟန်ရဲ့လက်ဝတ်ချက်တွေကပါလေအခုတစ်ခေါက်မှာတော့မြမလက်ဝဲပရိသတ်ဒီအားလုံးတုံ့လုသွားစေမယ့်သတင်းတစ်ခုနဲ့အတူကျွန်တော်တို့ရဲ့အသေးစိတ်မြမကုံဆောင်ဘရိုနီကာရဲ့ရှေ့လာမယ့်ပွဲကြီးပွဲကောင်းအကြောင်းကိုအသေးစိတ်ပြပြပေးသွားမှာပါဒီတစ်ခါပြိုင်ပွဲကတော့တာမန်မဟုတ်ပါဘူးအစ္စရေးနိုင်ငံရဲ့တိုက်ခိုက်ရေးကျဲပွင့်ရှားကိုဟန်ဖြစ်ပါတယ်ဒီပွဲဟာဘရိုနီကာအထက်အောင်ပွဲဆက်မဲ့ပွဲလားဒါမှမဟုတ်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်မလားဆိုတာအတူတူကြည့်လိုက်ကြရအောင်ပါပထမဆုံးအနေနဲ့အစ္စရေးသူရှားကိုဟန်အကြောင်းကိုအရင်ကြည့်ရအောင်ရှားကိုဟန်ဟာအစ္စရေးရဲ့တိုက်ခိုက်ရေးလောကမှာတက်သစ်စာကျဲပွင့်တူဖြစ်ပြီးမွေထိုင်းအပြင် MMA လောကမှာပါအတွေ့အကြုံရှိတဲ့နီးစနစ်ဆုံးကစားသမားတစ်ယောက်ပါသူမရဲ့အားသာချက်ကတော့အရက်အမောင်းနဲ့ခြေထောက်အကွာဝေးကိုသုံးပြီးကစားတာပဲဖြစ်ပါတယ်ရှားကိုဟန်ဟာသူ့ထက်ဝေတန်းကြီးတဲ့သူတွေကိုတောင်အလဲထုံးနိုင်တဲ့အထိပြင်းထန်တဲ့ကန်ချက်တွေကိုပိုင်ဆိုင်ထားပါတယ်ဘရိုနီကာအနီးကပ်မလာနိုင်အောင်သူမကခြေကန်ချက်တွေနဲ့ထိန်းကစားဖို့ပြင်ဆင်လာမှသိကြပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဘရိုနီကာအလေးရှော့တော်လူမရပါဘူးဘရိုနီကာမှာရှိတာကတော့တာမနစ်လိုခိုင်မာတဲ့စိတ်ဓာတ်နဲ့တင့်ကားတစီလိုရှေ့တိုးတိုက်ခိုက်တဲ့စတိုင်ပါဘရိုနီကာဟာဘလောက်ပဲအထိုးခံရပါစေနောက်မဆုတ်ပဲပြန်လေတိုက်စစ်ဆင်တတ်တဲ့အတွက်ပြိုင်ဘက်ကသူမကိုရင်ဆိုင်ရတာအယမ်းကိုခေါင်းခဲရပါတယ်အထူးသဖြင့်ဘရိုနီကာရဲ့လက်သီးချက်တွေကပြိုင်ဘက်ကိုအထက်ရှူမားစေနိုင်ပြီးတစ်ချက်ထဲနဲ့ပွဲသိမ်းနိုင်တဲ့အစွမ်းရှိပါတယ်အခုပွဲအတွက်ဘရိုနီကာဟာအရင်ကထပ်ပိုပြီးပြင်းပြင်းထန်ထန်ပြင်ဆင်ထားတယ်လို့လေသတင်းတွေထပ်ပေါ်နေပါတယ်ဒီပွဲရဲ့အဆုံးဖြတ်ဟာအကွာဝေးထိန်းချုပ်မှုပေါ်မှာအများကြီးမူတည်နေပါတယ်ရှားကိုဟန်ကအဝေးကနေအမှတ်ယူဖို့စ조사မှာဖြစ်ပြီးဘရိုနီကာကတော့အနီးကဝင်ရောက်ပြီးအလဲထိုးဖို့စ조사မှာပါရှားကိုဟန်ရဲ့အမြန်နှုံးလေဘရိုနီကာရဲ့ခွန်အားပေးဟာကပိုတာမလဲဆိုတာကတော့ရင်ခုန်စရာပါပဲပွဲကြိုသုံးသက်ချက်တွေအရာဘရိုနီကာကဒုတိယချီဒါမှမဟုတ်တတိယချီမှာပြိုင်ဘက်ကိုအလဲထိုးနိုင်ဖို့အခွင့်အရေး80%လောက်ရှိနေပါတယ်ဒါပေမဲ့တတိထားမှာကတော့ရှားကိုဟန်ရဲ့လျှက်တစ်ပြက်တောင်းချက်တွေနဲ့အကန်ချက်တွေပဲဖြစ်ပါတယ်ဒီပွဲဟာနမပရိသတ်တွေအတွက်ရောဘရိုနီကာအထက်ပါအရန်ကိုအရေးကြီးပါတယ်အစ္စရေးနိုင်ငံကလာတဲ့ဒီကြောက်စရာကောင်းတဲ့ကစားသမားကိုဘရိုနီကာအနိုင်ယူပြနိုင်မလားဒါမှမဟုတ်ရှားကိုဟန်အဘေအန်အားစရာရက်လက်တွေဖန်တီးသွားမလားဆိုတာမကြခင်မှာမြင်တွေ့ရတော့မှာပါရှားကိုဟန်ဟာသူ့ရဲ့အင်တာဗျူးဒီမှာလေဘရိုနီကာကိုအနိုင်ယူဖို့အသင့်ပဲလို့ green ဝါထားတာကြောင့်ပွဲကတော့တကယ်ကိုသွေးဆူစရာဖြစ်လာမှာပါကဲခင်ဗျားတို့ကဘသူနိုင်မဲလို့ထင်ကြလဲဘရိုနီကာကပဲအစ္စရေးသူကိုအလဲထိုးပြီးမြမအငန်ကိုလွှဲတင်နိုင်မလားကိုယ့်ရဲ့ခံမှန်းချက်လေးကို comment မှာရေးပေးခဲ့ကြပါအောင်နော်ဘရိုနီကာကိုအားပေးတဲ့သူတွေကတော့ Veronica Go လို့ရေးခဲ့ပေးပါအောင်နော်